ဒူဘိုင်းကရွှေဈေးဘာကြောင့်ချိုသားရတယ်လဲဒူဘိုင်းမှာရွှေကဘလောက်တောင်ဈေးတက်တာတယ်ဆိုရင်ဟိုမှာရှိတဲ့လူတွေကရွှေကိုဟင်းသီးဟင်းရွက်ဝယ်တယ်လို့မျိုးတောင်အလွယ်တကူဝယ်ယူနေကြတာပါဒါဆိုဘာကြောင့်ဒူဘိုင်းမှာရွှေဈေးကဒီလောက်ထိချိုသားနေရတာလဲအတူတူကြည့်လိုက်ကြရအောင်နော်တကယ်တော့ဒူဘိုင်းမှာရွှေပေါ်အကုန်ကောက်ခံမှုကအရန်နေပါတယ်ဒါကြောင့်လေတခြားနိုင်ငံတွေနဲ့ရှင်းလိုက်ရင်ဒူဘိုင်းမှာရွှေဈေးကတိတိတတ်တာကိုတက်တာနေတာပါဒူဘိုင်းက free trade zone လို့ခေါ်တဲ့လွတ်လပ်စွာကုန်သွယ်မှုပြုနိုင်တဲ့နေရာတစ်ခုဖြစ်လို့သင်္ကုန်ခွန် import duty လည်းအရန်ကိုနည်းပါတယ်နောက်ပြီးတော့ရွှေရောင်းဝယ်ကိစ္စတွေမှာလည်းအစိုးရကတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာမျိုးလည်းမရှိပါဘူးဒါကြောင့်ကုန်သည်တွေအတွက်အကျိုးမြတ်ပိုများသလိုဝယ်ယူသူတွေအတွက်လည်းသက်သာတဲ့ဈေးနှုန်းနဲ့ရရှိနိုင်တာဖြစ်ပါတယ်ဒီလိုချက်တွေကြောင့်ပဲကမ္ဘာတဝန်းကလူတွေဟာရွှေဝယ်ဖို့အတွက်ဒူဘိုင်းကိုအရောက်သွားကြတာဖြစ်ပြီးအခုဆိုရင်ဒူဘိုင်းကိုရွှေမြို့တော် City of Gold လို့တင်စားခေါ်ဝေါ်နေကြပြီပဲဖြစ်ပါတယ်ရှင်